ဘူးဆက်ဆက်ရေးမှာဆိုလို့ရှိရင်လည်းတိုးတက်လာတာပေါ့ပို့ပြီးတော့အိမ်မှာလည်းစာသင်ခံရတယ်ပြန်ပြီးတော့ဒီချက်တင်လိုက်တဲ့ဟာကို daily သူကပြန်ပြီးတော့နှွေးတယ်သူကသူနားလေတယ်ကိုကမပြောပြပဲသူကသိတယ်နားလေနိုင်တဲ့ဆိုရင်တက်လာဒီကဆိုလို့ရှိရင် sorry ပြင်းတယ်လေဟိုမသိတော့မဟုတ်သိဆိုရင်တော့သိတယ်ဒါပေမဲ့ကိုကသူ့ဟာသူဟိုမပြောရဘဲနဲ့ပြန်သိတယ်အိမ်နဲ့ပေါ့နော်တိတ်ပြီးတော့မဝေးတာရောတွားရလာရေးဆင်ပြေတာရောပြီးတော့ဒီမဲ့အကြောင်း brand one လေးကိုလည်းကြိုက်တယ်ပေါ့နော်online ကနေလည်းကြည့်ကြည့်ရခါကျတော့နည်းနည်း safety ဖြစ်တယ်လို့လည်းခံစားရလို့လာခဲ့ရပါချင်းကျောင်းတက်ခဲ့တယ်ကျောင်းတက်ပြီးရခါကျတော့ရှင်ဟိုဘယ်လိုမလဲအများနဲ့ဆက်ဆံတဲ့အခါမှာ social skill တွေကပိုကောင်းလာတာပေါ့နော်ပြီးတော့နောက်ပြီးတော့လူမှုဆက်ဆက်ရေးမှာဆိုလို့ရှိရင်လည်းတိုးတက်လာတာပေါ့ပို့ပြီးတော့ဟုတ်ခိုင်းတဲ့ပြောပြရတယ်ဒီလိုရှိရင်အိမ်မှာလည်းစာသင်ခံရတယ်ပြန်ပြီးတော့ဒီချက်တင်လိုက်တဲ့ဟာကို daily သူကပြန်ပြီးတော့နှွေးတယ်သူဟာသူပဲဟိုပြောမလဲ white book နဲ့ဟိုဘယ်လိုပြောမိဘတွေကိုပြန်ဆင်သူတပည့်ပြန်လုပ်ရတယ်ဒီချက်လည်းတင်တဲ့အတိုင်းကိုပြန်တင်ဟုတ်ကဲ့တိုးတက်လာတာရှိပါရှင်ဟို environment ကောင်းတာတစ်ချက်ပေါ့နော်အဲ့ဒါလေးတွေကိုအများအားအိမ်မှာဆိုလို့ရှိရင်ပြန်ပြီးတော့ပြောပြတာရောနောက်ပြီးတော့ဥမာခဏတစ်ဖြုတ် movie တို့ကာတွန်းတို့ကြည့်တာစားပေါ့နော်သူကပြန်ပြီးတော့ဟိုသူကသူနားလေတယ်ကိုကမပြောပြပဲသူကသိတယ်နားလေနိုင်တဲ့ဆိုရင်တက်လာတယ်ဟုတ်ရှိရချင်းနေရာတကြားကိုပြန်ထားတယ်အရင်ကဆိုလို့ရှိရင်ဆော့ပြီးပြင်းတယ်လေဟိုမသိတော့မဟုတ်သိဆိုရင်တော့သိတယ်ဒါပေမဲ့ကိုကသူ့ဟာသူဟိုမပြောရဘဲနဲ့ပြန်သိတယ်ကောင်းလားဟိုလိုရောက်မလဲတိတ်ပြီးတော့ဟိုအရင်ဘာမှပြောကြမလို့ပဲနဲ့သူတို့တွေကလူကြီးတယောက်လိုပဲလေအဲ့လိုပေါ့အဲ့လိုမျိုးလေးလုံနိုင်တာတွေတွေ့ရတော့ဟိုပြောပါရဲ့ချင်းဟာအဲ့လိုတော့တွေ့ပဲ तू ကမေးတယ်မနက်အိမ်ကနှုံတိုင်းဘယ်လိုမဒီနေ့အကြောင်းပြန်တာကျောင်းသားမယ်ဆိုတော့မငင်းဘူး तू က तू ကျောင်းသွားမယ်ဆိုရင်ဘာလို့လုပ်ရမလဲဆိုတော့ तू ကမငင်းတရားမှပြောတော့ပိတ်တယ်ဆိုတော့လည်းပိတ်တယ်ပါ तू ဖွင့်နေဆိုလို့ရှိရင်တရားမှမငင်းဘူးအဲ့လိုပေါ့ကျောင်းသွားရတဲ့ပတ်သက်လို့ဘယ်တော့မှ force မလုပ်ရတာသဘောကျတယ်ဘာမှမလုပ်ရပြရတဲ့ချဲအရင်ကဆိုလို့ရှိရင်ကာလာချဲလို့ရှိရင်ဟိုဘယ်လိုပြောမလဲချဲရဲချဲခြင်းနဲ့ကိုယ်တိုင်မချဲဘူးဘာသူချဲစေခြင်းနဲ့အရာကိုအိမ်ကလူတွေကိုဒီနေရာလေးကိုဘယ်ရလေးချဲပေးပါလားသူကမချဲဘူးဖေးဒီမေးလို့သူချဲနေတာဘာလို့ချဲဘူးတော့မရှိဘူးသူကတော့ချဲခိုင်းတယ်ဒါပေမဲ့ခုနောက်ပိုင်းကသူကလည်းချဲတယ်အခုကျတော့ဟုတ်အရင်ဘယ်လိုပြောမလဲအခုဆိုလို့ရှိရင်ဟိုအရင်တော့ဆိုရင်အခုကသူပဲအမြဲပုံချဲဘယ်လိုပြောမလဲခရေယွန်ချဲတာနဲ့ပတ်သက်လို့အရင်ပြောကြမလို့တော့ဘူးမြင်တာနဲ့ဟိုရှမ်းချဲတော့တာပဲကိုလုံးနေတော့သွားကြတော့ကျွန်တော်တို့ဘက်ကဒီမှထားတယ်ဟိုရှင်းပါဒီနိုင်ငံမှာမတက်တဲ့ပြည်နိုင်ငံခြားမှာမတက်တဲ့ပြည်ကိုဘက်ကတော့အကောင်းဆုံးပေးနေအောင်ကြိုးစားပါဒီကျောင်းရတယ်လုံးဝလေးကြီးတဲ့အတိုင်းနဲ့ရှိတယ်လို့ပို့ပြီးတော့အဆင်ပြေတာပေါ့သူတို့သွားနိုင်တဲ့အနေအထားဒီတက်နိုင်တဲ့လောက်တော့ support ပေးမှာပေါ့နော်ဟုတ်အခုကတော့ဘယ်လိုပြောမလဲပေးရနဲ့ရနဲ့တော့ဟိုအဆင်ပြေချေဒီထက်ပို့ပြီးတော့ဘယ်လိုပြောမလဲသူတို့ physical နဲ့ပတ်သက်လို့ပို့ပြီးတော့ပြတာတော့ PE တွေပါပေါ့နော်အဲ့ဒါလေးတော့ပို့ပြီးတော့ဟိုလုပ်စေချင်တာပေါ့နော်အဲ့ဒါလေးပါပဲဟုတ်ကျန်တာတော့အကုန်လုံးအဆင်ပြေပါတယ်သူတို့ environment ကိုလည်းကြိုက်တယ်နောက်ကျောင်းလာရင်လည်းဗာကြိုက်တယ်ဆိုရင်ကလေးတွေတယောက်နဲ့တယောက်ဟိုတယောက်ကနေပြီးတော့မှနှုတ်ဆက်လိုက်သွားချိုလိုက်အဲ့လိုမျိုးပြောတာမျိုးမဟုတ်ဘူးနဲ့သူတို့ကလည်းသူတို့လာနဲ့သူတို့ကကလေးအချင်းချင်းကိုခေါ်ရရပါတော့အဲ့ဒါလေးအရန်ကြိုက်တယ်ဟုတ်အရန်တဲမကကျင်တာလို့ကျင်တာတဲမကကလေးတွေအာရမ